真的给你晒的，这边我把它这样的那个就是那个把忙批发新的路，都没标吧。အားလုံးပဲမင်္ဂလာပါရှင် KK Surprise စာပေကနေကြိုဆိုပါရစေ KK ရောက်ရှိနေရလေးကတော့တာမင်းကြီးမျိုးနဲ့ခြောက်ခြားကြီးရောက်ကိုဖြစ်ပါရဲ့ရှင်အဲ့မှာရှိတဲ့တဦးတည်တော်သမီးလေးအတွက်ဆိုပြီးတော့ထားရောက်နေတဲ့ဖေဖေမှာမွေးနေ့အမှတ်တရအနေနဲ့ငွေသားပိုင်းကြီး Surprise ထုတ်လုပ်ခိုင်းတာဖြစ်ပါရဲ့ရှင်ငယ်ကလေးများရဲ့တီးခြင်းထက်ပိုချိုများတာချစ်သမီးလေးရဲ့စကားလေးများကြားစင်ခါဘာကြီးတဲ့ဘယ်သူပဲအရာမနိုင်မရရှင်တဲ့ကယရနာတပါဟိုနဲ့ဆိုင်ဆုံးချစ်မြတ်တာတရားသမီးလေးသာဖန်ဆင်းပေးနိုင်ခဲ့တာကဲဘယ်နဲ့တန်းတော့ဈေးထဲရောက်ပြီဟာလားဒါဘယ်သူကလုပ်ပေးမယ်ထင်တော့တန်းကြီးကမသိဘူးစဉ်းစားကြည့်ပါဦးဘယ်သူကလို့ဖြစ်လာလဲအဖေကဘယ်မှာထိုင်းမှာသမီးလေးဘို့တဲ့ပန်းစီလေး surprise လုပ်လိုက်တာဟုတ်လားသမီးမွေးနေရဘယ်နေတော့လုပ်ပြီးပြီဖျားနေပြီးတော့သမီးလေးမွေးနေတဲ့ကိုပေါ့နော်surprise လုပ်ပြီးလိုက်တာမွေးနေအမှတ်တရပေါ့နော်မွေးနေပြီးတာပြင်မယ်နဲ့ဖျားနေပြီးတော့ဒီပတ်ဆက်အဆင်ပြေတဲ့အချိန်ကြီးမှာသမီးကိုလုပ်ပြီးလိုက်တာနော်မွေးနောက်ကျတော့လို့စိတ်မဆိုးနဲ့တဲ့အဖေကနော်တူရှင်ကနေပြီးတော့ပြန်လာအမေကဘယ်လိုပြောခေါ်လာအောင်ပြောပါဟမ်ပြုံးပြုံးလေးဒါတော့ဖြူလို့လေကျုပ်မမလေးစာလေးဖက်ပြမယ်နော်သမီးလေးအတွက်တဲ့အမှားစာလေးကိုဖေဖေတဲ့ရေးလိုက်တယ်နော်တဲ့ဖေဖေအရန်ချစ်ရတယ်တဲ့ဖေဖေချစ်သမီးလေးကြီးတဲ့သမီးလေးကိုတဲ့ဖေဖေကတဲ့အရန်ချစ်တယ်နော်တဲ့အရန်လဲလွမ်းနေဖေဖေတဲ့ရီမန်းချက်တွေပြည့်နေကြရင်တဲ့ဖေဖေနဲ့သမီးလေးနဲ့ပြန်ဆောင်ကြမှာပါနော်တဲ့သမီးလေးလည်းစာကိုကျူးစားနော်တဲ့ဖေဖေသမီးလေးကတဲ့ညံကောင်းကြီးတဲ့စာတော်တာမလို့တဲ့ဖေဖေသိပါတယ်တဲ့ဒါပေမဲ့တဲ့ပူးပြီးရောတဲ့စာကိုကျူးစားပါနော်တဲ့ကျမကြီးလည်းဂိမ်းဆိုင်ပါတဲ့နေပူမေးရတဲ့ကိုလည်းတဲ့ချင်းပါပဲနဲ့မသွားနဲ့တော့သမီးလေးတဲ့ညာတိုင်းကိုလည်းတဲ့ဖျားရှင်ခုပြီးမှအိမ်နော်တဲ့ဖေဖေအရန်ချေရတယ်တဲ့ဖေဖေချစ်သမီးလေးအာဘွားတဲ့ဖေဖေအာဘွားကပေးလိုက်တယ်တော့ဖေဖေအဲ့လိုပေးလားအရင်ကအဲ့လိုပေးလားပေးတယ်ဟုတ်လားဖေဖေကမိုင်းလိုက်လားဒီနေ့တော့ချစ်ပါအောင်ကဲငါပြီးရလေသမီးလေးဒီပတ်စံကိုတဲ့သူကလေဘာလို့ဖို့လဲဆိုလို့ရှိရင်သမီးလိုချင်တဲ့အရာဝင်လို့ရအောင်တဲ့သမီးလေးပြောဖို့တဲ့ဖေဖေကငွေသားပန်းစည်းနဲ့လောက်ပေးလိုက်တာသမီးလေးဒီပတ်စံကိုဘာလို့ဖို့စဉ်းစားတာဘာလို့ပဲလို့စဉ်းစားသမီးကအားမမာဒီပတ်စံနဲ့အားလို့ခြင်းတယ်ဟမ်ဒီနေ့မကြမ်းဖျားနေပြီသမီးလေးအတွက်ဆိုပြီးလုပ်ပြီးလိုက်တာသမီးလေးသုံးရမှာဒီပတ်စံကတော့သမီးလေးကဘယ်နေရာကိုသုံးမှာအားလို့ခြင်းတော့အားလို့ခြင်းတော့ဝင်မှာ没有啦，反正去生很少了。အဲ့လေဖြူစိမ့်နေဝဲနော်နောက်ပြီးတော့ဒါကလေဘာထက်ဝဲအောင်မှာခဏတူဝဲမှာဟဲ့လားစပိတ်လေးလည်းဝယ်လိုက်အောင်နဲ့နော်ဟုတ်ဒါသမီးလေးတယောက်တည်းအတွက်မို့လို့ဒါသမီးလေးလိုချင်တာလိုအပ်တာဝယ်ဝင်လိုက်တဲ့နော်သမီးလေးအတွက်လိုလုပ်ပြရနော်ပြပြရနော်သမီးရမ်းချစ်တယ်သမီးဖေဖေသမီးရမ်းချစ်တယ်ဖေဖေဒါပဲလား真的给你晒的，这边我把它这样的那个就是那个把忙批发新的路，都没标吧。မိမလိုက်တာနေရနေအလုပ်ကြိုးစားပြီးဝမ်းဖြစ်ပါပြီနဲ့ဟုတ်ကဲစစ်တောင်းတော့ဖေဖေကိုလွမ်းလာလွမ်းနေဖေဖေလည်းတမိသားလွမ်းနေရတဲ့နော်ဟုတ်ဒီကလေးရှင်လို့ရှင်နဲ့ဖေဖေပတ်စံအများကြီးချပြီးလို့ရှင်သမီးလေးစီပြန်လာမှာတဲ့ဖေဖေကသမီးတို့နေတိုင်းကိုအမှတ်ရနေရဲ့တဲ့နော်ကဲလိမ္မာလိုက်တာအဲ့ဒါဘာပြောမအောင်ကြံသေးလားကြံသေးတယ်တိကျအောင်အဲ့ဆိုဘာပြောမအဖေပြောချင်တဲ့စကားကြီးပြောတာတခါလေးပြောလိုက်去သမီးရမ်းလမ်းနေပါလေနင်းပြန်လာပါတော့လေသမီးစစ်တောင်းပြီးညင်ပြန်လာတော့သမီးစစ်တောင်းပြီးပါတယ်သမီးတောင်းတဲ့စုလေးနဲ့ပြပါစေနော်ပြပြလည်းပတ်စံနေမြန်လုံးရှာပြီးပြန်လာမှာတဲ့နော်ချိုများတာချစ်သမီးလေးရဲ့စကားလေးများကြားစင်ခါဘာကြီးတဲ့ဘယ်သူပဲအရာမနိုင်မရရှင်တဲ့ကယရနာတပါဟိုနဲ့ဆိုင်ဆုံးချစ်